ဒါဘာစီလိုနာချန်ပီယံလိစွမ်းဆောင်ရေးကျွန်တော်နောက်ဆုံး10ပွဲကိုကြည့်မယ်ဆိုရင်ဘာစီလိုနာကပေးကိုပေါင်း23ဂိုးထိခွင့်ပြုထားတယ်ဒါကဆူဆူဝါပဲနောက်ဆုံး10ပွဲမှာပေးကို23ဂိုးဆိုတဲ့ဘာစီလိုနာဒီခံစစ်မျိုးနဲ့ကျွန်တော်ဥရောပကိုဆင်ဖို့ဆိုတာကတော်တော်လေးကိုခဲရင်းတယ်လို့တော့ကျွန်တော်မြင်မိတယ်ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်လာမယ့်ဗုဒ္ဓဟူးနေ့ညမှာစင်ပြန်ကစားသွားမယ့်ချန်ပီယံလိပွဲစဉ်အဲ့ရဲ့ဒီနောက်ဆုံးပွဲစဉ်တွေပေါ့နော်ဒါပြောမယ်ဆိုရင်တော့ချန်ပီယံလိကအစတည်းကဆိုတော့ကျွန်တော်အုပ်စုအဆင့်နဲ့ကစားတယ်အခုနေထားကလေးကြတော့ကျွန်တော်နှစ်စီးပြီးဒီအမတ်ပေးစရာစတိုင်နဲ့ကစားတယ်ဒီပွဲစဉ်မှာသူတို့ပထမဆုံးစစ်ပွဲကိုကြတော့ဒီအမတ်ပေးစရာရဲ့လေပတ်မှုတိုင်းသူတို့ကမဲတွေနိုင်ပြီးတော့မှကစားသွားတယ်တသင်းကိုစစ်ပွဲကစားရတယ်ဒီနေရာနေ့မှာသူတို့ကဒီ top 8ထိပေါ့နော်ပထမဒီစစ်1 2 3 4 5 6 9စစ်ဒီစစ်တင်ကကျွန်တော်16တင်စစ်ကိုဓာတ်ရိုက်တက်မယ်အမတ်ပေးစရာရဲ့ပထမဆုံးစစ်တင်ကျန်တဲ့ဒီစစ်တင်အောက်ကနေစပြီးတော့6တင်ကနေ24ထိကျန်တဲ့16တင်ကလေးကြတော့မဲပြတ်နိုင်ပြီးတော့မှသူတို့က play off ကစားမယ် play off ကစားပြီးလို့ရှိရင်အဲ့ဒီကနိုင်တဲ့စစ်တင်ကပထမ auto တက်သွားတဲ့စစ်တင်နဲ့သူတို့ကဒီဆုံးထွက်16တင်စစ်မှာစင်ပြန်ကစားမယ်အကွင်းအဝေးကွင်းဆိုပြီးတော့ဒီလိုနေထားမှာအခုဒီညကစားမယ်ကျွန်တော်ဒီလာမယ့်ပတ်ကစားမယ်ဗုဒ္ဓနေ့ညမှာကစားမယ်ပွဲစဉ်တွေကြတော့သူတို့ကဒီခါကြတော့တရက်တဲ့တစ်ချိန်ထဲမှာသူတို့ပြစ်ကစားမယ်အရင်ကလို့ကျွန်တော်2ရက်ခွဲမကန်တော့ဘူးဘာကြောင့်လဲဆိုတော့ဒါကအဆုံးဖြတ်ပြီးဘေးတင်းနိုင်တယ်ဘေးတင်းမနိုင်ဘူးဘေးတင်းကြံခဲ့မယ်ဘေးတင်းက play off ကစားမယ်ဘေးတင်းကကစားခွင့်မရဘူးဒါတွေကိုတစ်ချိန်ထဲမှာဆုံးဖြတ်မယ်ဒီအတွက်ချန်ပီယံလိဒီလာမယ့်ဗုဒ္ဓနေ့ညမှာကစားမယ့်ပွဲစဉ်တွေကကျွန်တော်တို့အားလုံးအတွက်ကဒါရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်တွေဖြစ်လာပြီဒီညမှာကျွန်တော်တို့တချို့သောဘာစီလိုနာညီကိုမိတ်ဆွေတွေကမေးတယ်အကိုဘာစီလိုနာအနေနဲ့စစ်တင်ကနေဓာတ်ရိုက်တက်သွားနိုင်မလားဆိုတဲ့မေးခွန်းပေါ့နော်ပြီးတော့မှဘာစီလိုနာရဲ့အလားအလာလေးကိုမေးတယ်တကယ်တမ်းကျတော့ဘာစီလိုနာကစစ်တင်ကနေဓာတ်ရိုက်တက်ဖို့အတွက်အလားအလာအများကြီးကိုပိုင်ဆိုင်သွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲပြီးသွားတဲ့ကျွန်တော်တို့ဒီစလာဗီယာပရဟာနဲ့ပွဲစဉ်မှာဘာစီလိုနာက 4-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်ဒီအတွက်ကြောင့်ပဲဘာစီလိုနာကနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ကမျှော်လင့်ချက်တော်တော်လေးကိုရခဲ့တာဒါပြောမယ်ဆိုရင်တော့လက်ရှိမှာကျွန်တော်တို့ကဒီစစ်တင်စစ်နယ်မဝင်သေးဘူးကျွန်တော်တို့ကအခုနံပါတ်9နေရာမှာရှိနေတယ်ဇယားမှာဆိုရင်သို့ပေမဲ့လည်းဒီအဆင့်6ကနေစပြီးတော့မှအဆင့်73ထိကရမှတ်73မှတ်နဲ့ဒန်းတူကြီးပဲဒီတော့ဘာစီလိုနာမှာမျှော်လင့်ချက်ကကျင်းသေးပေါက်ရှိနေပြီအဆင့်6မှာဆိုရင်ကျွန်တော် PSG က73မှတ်နဲ့ရှိတယ် PSG ရဲ့အောက်မှာအဆင့်9မှာ Newcastle 73မှတ်အဆင့်10မှာကလေးကြတော့ကျွန်တော် Chelsea 73မှတ်ပြီးတော့မှအဆင့်9မှာ Barcelona 73မှတ်ပြီးတော့မှအဆင့်10မှာ Sporting Lisbon 73မှတ်ပဲပြီးတော့မှ Sporting ရဲ့အောက်မှာ Man City 73မှတ်ပဲကျွန်တော်တို့ကဂိုးကွာချချက်နဲ့သာအဆင့်ကအဲ့လိုမျိုးဖြစ်နေတာတကယ်တမ်းကျတော့အမှတ်တွေကတူတူကြီးပဲဒီအတွက်ကြောင့်နောက်ဆုံးပွဲရဲ့ရလဒ်တွေကကျွန်တော်တို့ရဲ့ဒီပထမဒီ top 8ဇယားကိုအပြောင်းလဲဖြစ်သွားနိုင်တယ်ဒီအတွက်ကြောင့်ဘာစီလိုနာမှာဖြစ်နိုင်ခြေအများကြီးရှိတာကကျွန်တော်နံပါတ်1သူကစားရမှာနောက်ဆုံးပွဲစဉ်ကကိုပင်ဟေဂင်နဲ့ကစားရမယ်အိမ်ကွင်းမှာကစားရမယ်အနိုင်ရတာနဲ့ဘာစီလိုနာကနောက်တစ်ဆင့်နဲ့ဝင်ဖို့အတွက်ကအပေါ်သင်းတွေမှာသူတို့ chance နေတာကပထမသူ့ရဲ့အပေါ်ကက်ရက်လေးမှာရှိနေတဲ့ Chelsea သင်း Chelsea ကဒီနာပိုလီရဲ့ကွင်းမှာတွားရောက်ပြီးတော့မှစင်ပြန်ကစားရမယ်ဒီနေရာမှာ Chelsea နဲ့ Barcelona ဂိုးကွာချချက်ကတကိုးပဲကွာလာတယ်ဒီအတွက်ကြောင့် Barcelona က Chelsea က Napoli ကို 0-1 နဲ့နိုင်ခဲ့မယ်ဆိုရင်2ဂိုးကွာမယ် Barcelona ကသာအိမ်ကွင်းမှာ 3-0 တို့ဘာတို့ဂိုးပြတ်နိုင်ခဲ့မယ်ဆိုရင်ကျင်းသေးပေါက် Barcelona ကလုံးဝ Chelsea ကိုကြော်ပြီးတာနောက်တစ်ဆင့်နဲ့တက်မှာဒါအလွယ်ဆုံးတွေးတဲ့အတွေးပေါ့သို့ပေမဲ့လည်းကျွန်တော်ကဒီထက်ကန်ကောင်းတဲ့ချက်လက်တွေကလည်းစီးနေသေးပြန်တယ်ကျွန်တော်ရဲ့ဒီအပေါ်ကအသင်းတွေကနှစ်သင်းဖြစ်တဲ့ကျွန်တော် PSG နဲ့ Newcastle ဒီနှစ်သင်းကထိတ်တိုက်ဓာတ်ရိုက်တွိဆုံလိုက်ပြီဒီအတွက်ကြောင့်ဘာစီလိုနာမှာလုံးဝချမ်းဖြစ်သွားပြီဒီနှစ်သင်းတွေကတသင်းကကျင်းသေးပေါက်ကျွန်တော်တို့ဇယားကနေဖယ်ပေးရတော့မယ်ကိုကဆိုတဲ့ Chelsea ကိုလိုက်ဖို့အတွက်ဆိုရင်ဂိုးပြတ်သွင်းနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့က Chelsea ကိုကျင်းသေးပေါက်ကြော်လို့ရတဲ့အနေထားတည်းစီးနေသည့်တိုင်အောင်အပေါ်နှစ်သင်းဖြစ်တဲ့ Newcastle နဲ့ဒီ PSG ပွဲစဉ်မှာဆိုရင်ကျင်းသေးပေါက်တသင်းကဆုံးပါပဲဆုံးတာနဲ့အဲ့ဒီသင်းကဒီကျွန်တော်တို့ top 8တွေကနေလုံးဝဖယ်ပေးရတော့မှာဒီအတွက်ကြောင့်ဘာစီလိုနာအတွက်ချန့်ကအိမ်ကွင်းမှာအနိုင်ရရှိဖို့ဖြစ်နိုင်ရင်ကျွန်တော်အနေနဲ့ဆိုဒါဂိုးလေးသာ2ဂိုးလို့3ဂိုးလို့ပြတ်လိုက်မယ်ဆိုရင်တော့ကျင်းသေးပေါက်ဘာစီလိုနာအနေနဲ့ဓာတ်ရိုက်တက်ဖို့အနေထားကျင်းသေးစီနေပြီဂိုးမပြတ်လဲတက်ဖို့ကမျောလင်းချက်ကအများကြီးစီနေတယ်ဆိုတော့ကျွန်တော်ပြောတဲ့ PSG နဲ့ဒီ Newcastle ပွဲစဉ်ဒီနှစ်သင်းကအခက်မသိလို့တည်ကစားသွားမယ်ဆိုရင်တော့နှစ်သင်းလုံးနေရာဖယ်ပေးရမယ့်အနေထားအရေးကြီးတာကဘာစီလိုနာအနိုင်ရဖို့ပဲဘာစီလိုနာရဲ့ကွင်းလေကလည်းကျွန်တော်သိတဲ့အတိုင်းပဲလက်ရှိမှာတော့သူ့ရဲ့အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ Frankie De Jong နဲ့ Pedri ကလာမယ့်ပွဲစဉ်ကိုမပါနိုင်ဘူးဒါကနည်းနည်းလေးစဉ်းစားစရာအပိုင်းပေါ့နော်ဒီတော့ကြောင့်ကျွန်တော်ညီကိုတွေမေးတဲ့အတွက်ဖြေရမယ်ဆိုရင်ဘာစီလိုနာတက်နိုင်လားတက်နိုင်တယ်
ကျင်းသေးပေါက်တက်မယ်အရေးကြီးတဲ့အနိုင်ကန်မှုပဲအနိုင်သာကန်ခဲ့မယ်ဆိုရင်တော့အိမ်နဲ့နောက်တစ်ဆင့်ကိုဓာတ်ရိုက်တက်သွားမှာဒါပေမဲ့ဂိုးကိစ္စတွေပါတွေကနောက်ကမန်စီးတီးတို့ပေါ့နော်မန်စီးတီးတို့ပွဲစဉ်တွေကဂိုးပြတ်တယ်အများကြီးတွေသွင်းမတော့လိုက်လာမှာလားဒါတွေပဲကြောက်ကြည့်ရမယ်နေရာကအနည်းဆုံးကျွန်တော်တို့2နေရာလောက်ရှိနေတယ်ဒီတော့အိတ်တွေမှာကိုသာနိုင်ခဲ့မယ်ဆိုရင်ပေါ့ဒီတော့ကြောင့်အဖြေကဆင်တယ်ဘာစီလိုနာကနောက်တစ်ဆင့်ကိုကျင်းသေးပေါက်တော့အိတ်နဲ့တက်ဖို့သေချာနေပြီအနိုင်ရရှိခဲ့မယ်ဆိုရင်ဒီနောက်မှာတော့ကျွန်တော်တို့ရဲ့ဘာစီလိုနာရဲ့ချန်ပီယံလိအလားအလာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘာစီလိုနာဒီနှစ်မှာဘယ်လောက်ထိလောက်ပြနိုင်မလဲဒါကကျွန်တော်အရင်ဗီဒီယိုတွေထဲမှာလည်းပြောလေးရှိတယ်ဘာစီလိုနာဘယ်လောက်ထိလောက်ပြမှာလဲဆိုတော့ဘာစီလိုနာဘယ်လောက်ထိလောက်ပြမှာထက်ဆိုင်ဘာစီလိုနာရဲ့ခံစစ်ကဘယ်လောက်ထိစိတ်ချရမှာလဲဆိုတဲ့စကားကိုကျွန်တော်တို့ကမေးဖို့လိုအပ်တယ်လက်ရှိခံစစ်ကကျွန်တော်တို့လာလီဂါဘက်မှာကောင်းတယ်ဗျာကျွန်တော်ပြည်တွင်းဘက်မှာအဆင်ပြေတယ်ခုနောက်ဘက်ဆိုဘာစီလိုနာခြေစွမ်းကိုကျွန်တော်ကြည့်မယ်ဆိုရင်ပြိုင်ပွဲစုံနောက်ဘက်ဆို73ပွဲမှာဘာစီလိုနာက12ပွဲထိနိုင်တာတယ်ပြီးတော့မှတပွဲပဲဆုံးတာဒါပြောရမဆိုရင်ကျန်တဲ့ပွဲစဉ်အားလုံးကိုအနိုင်ကြီးပဲတပွဲပဲဆုံးတာနော်ပြိုင်ပွဲစုံမှာဒါတော်တော်လေးကိုကောင်းတဲ့ခြေစွမ်းပိုင်းလာလီဂါမှာလည်းအကောင်းဆုံးနေထားရှိတယ်ဒါပေမဲ့ရင်းနဲ့တော့အမတ်ကမကွာခြားပေမဲ့တော့သူ့ရဲ့ခြေစွမ်းကအကောင်းဆုံးနေထားမှာရှိနေတယ်လို့ကျွန်တော်ပြောလို့ရပေမဲ့လေဘာစီလိုနာရဲ့ဒီချန်ပီယံလိစွမ်းဆောင်ရည်ပိုင်းကတော့အင်မတန်မှအားနေတယ်ဒါဘာစီလိုနာချန်ပီယံလိစွမ်းဆောင်ရည်ကျွန်တော်နောက်ဆုံး10ပွဲကိုကြည့်မယ်ဆိုရင်ဘာစီလိုနာကပေဂိုပေါင်း23ဂိုးထိခွင့်ပြုထားတယ်ဒါကဆူဆူဝါပဲနောက်ဆုံး10ပွဲမှာပေဂို23ဂိုးဆိုတဲ့ဘာစီလိုနာဒီခံစစ်မျိုးနဲ့ကျွန်တော်တို့ဥရောပကိုဆင်ဖို့ဆိုတာကတော်တော်လေးကိုခဲရင်းတယ်လို့တော့ကျွန်တော်မြင်မိတယ်ဘာစီလိုနာသင်းရဲ့နောက်ဆုံးချန်ပီယံလိ10ပွဲကိုကျွန်တော်ကြည့်ရမယ်ဆိုရင်ဒေါ့မွန်ကို3ဂိုးပေးတယ်ပြီးတော့မှကျွန်တော်အင်တာမီလန်နဲ့2ကြော့ပထမကြော့3ဂိုးပေးတယ်ဒုတိယကြော့4ဂိုးပေးတယ်ပြီးတော့ကျွန်တော်နျူကာဆယ်ကို2ဂိုးပေးတယ် PSG ကို2ဂိုးပေးတယ်ပြီးတော့အိုလံပီနာကော့နဲ့ပွဲစဉ်မှာဘာစီလိုနာက2ဂိုးပေးပြီးတော့မှကလပ်ဘရူဂေနဲ့ပွဲစဉ်မှာ3ဂိုးထပ်ပေးတယ်ချယ်ဆီနဲ့ပွဲစဉ်မှာလည်းအလားတူပဲ3ဂိုးထပ်ပေးတယ်ပြီးတော့မှကျွန်တော်တို့ဖရန်ဘတ်နဲ့ပွဲစဉ်မှာ2ဂိုးပေးထားပြီးတော့မှနောက်ဆုံးကစားခဲ့တဲ့စလာဗီယာပရဟာဆိုတဲ့ပွဲစဉ်မှာ2ဂိုးထပ်ပေးထားတယ်ဒါကလုံးဝချန်ပီယံလိမှာပေဂိုအင်မတာမှကျန်းနေတဲ့ဘာစီလိုနာရဲ့ခံစစ်ကိုကျွန်တော်တို့ကတွေးခွင့်ရမှာဖြစ်တယ်တကယ်တမ်းလည်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဘာစီလိုနာရဲ့ကစားသမားတချို့သောကစားသမားတွေကပုံမှန်ခြေစွမ်းမှမရှိနေဘူးဒီနေရာမှာခံစစ်ကစားသမား2ဦးဖြစ်တဲ့ကျွန်တော်တို့ဒီစိုက်ဘက်ကစားသမားတွေဖြစ်ကြတဲ့ဘဲဒေနဲ့ခွန်ဒေဒီကစားသမား2ဦးလုံးကပုံမှန်မနစ်ကခြေစွမ်းမျိုးမှမရှိနေဘူးခွန်ဒေတချို့ပွဲစဉ်မှာဆိုအင်မတန်ကောင်းတယ်တကယ်ကိုမိုက်တဲ့ကစားသမားဒါပေမဲ့တချို့ပွဲတွေဆိုလုံးဝကြောင်ပြောင်းနေတဲ့ကစားသမားအလားတူပဲဘဲဒေကတော်တော်လေးကိုဆိုးသွားတာကျွန်တော်အရင်တော်တော်ဘဲဒေကိုကြိုက်တာတော်တော်လေးလည်းကြိုက်တဲ့ကစားသမားပဲသူ့ရဲ့ပြေးနှုံးနေနဲ့ဒီအတွင်းနဲ့ဆွဲဝင်တာကျွန်တော်တကယ်ကိုကြိုက်တာဒါပေမဲ့ဘဲဒေစီကနေဖန်တီးမှုအပိုင်းကအင်မတုံမှစားတယ်တကယ်ကိုလုံးဝပဲဒီကစားသမားတွေစီကကျွန်တော်လုံးဝဖန်တီးမှုမတွေ့ရဘူးဘဲဒေစီကဆိုတော်တော်ဆိုးဆိုးပဲခွန်တေးတောင်တော်တော်လေးလှုပ်ဖြစ်တဲ့အနေထားမှာစီးတယ်ချို့ပွဲတွေသာကြောင်ပြောက်တာဒါပေမဲ့ဘဲဒေစီကဖန်တီးပေးမှုပိုင်းတွေကတော်တော်လေးကိုနောက်ပိုင်းပွဲစဉ်မှာကျွန်တော်သိမတွေ့ရဘူးပြောချင်တာကဘဲဒေရဲ့ခြေစွမ်းကပုံမှန်ထက်အောက်ကိုရောက်နေတယ်လို့တော့ကျွန်တော်မြင်မိတယ်သူထက်ဆိုင်ဂျရတ်မာတင်ကတော့ဒီစိုက်ဘက်ကစားတဲ့အနေထားတွေမှာဆိုဖန်တီးပေးမှုပိုင်းတွေအင်မတောင်မှကောင်းသေးတယ်ဘဲဒေကတော်တော်လေးအဲ့ဒီပိုင်းမှာအားနေတဲ့ကစားသမားဒါတွေကကျွန်တော်ထည့်တွက်ရမယ့်အပိုင်းပေါ့နော်ချန်ပီယံလိမှာဆိုရင်ကျွန်တော်တို့တော်တော်လေးစိုးဝါမဲ့နေထားပြီးသွားတဲ့ဒီစလာဗီယာပရဟာနဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ဒေါက်ကန်ဘော်ဒီကိုအင်မတန်ကြောက်ရတာဒီဒေါက်ကန်ဘော်ဒီတေကန်ဘော်ဒီကဘာစီလိုနာကိုလုံးဝဒုက္ခပေးတာချန်ပီယံလိမှာကအဲ့လိုသင်းနေတယ်အများကြီးကျွန်တော်ဥပမာပေးခဲ့သလိုအာဆင်နယ်တို့လိုပါလို့အစားစီးတဲ့အသင်းတွေကလုံးဝကိုယ့်ရဲ့ခံစစ်ကိုပြိုလဲသွားအောင်လုပ်နိုင်တဲ့အသင်းမျိုးတွေဒီတော့ကြောင့်ဘာစီလိုနာအနေနဲ့ချန်ပီယံလိမှာဖလားယူဖို့ကြတော့နည်းနည်းလေးဝင်းနေအောင်မယ်လို့တော့ကျွန်တော်တော့မြင်မိတယ်ဘာစီလိုနာဖန်နေနဲ့ရောဘာစီလိုနာပေါ်ဘယ်လိုမြင်မိလဲဒီခံစစ်နဲ့ကျွန်တော်ဘာစီလိုနာသင်းချန်ပီယံလိမှာဘယ်လောက်ထိဆစ်ဆက်ပြီးလှုပ်သွားနိုင်မလဲလာမယ့်ပွဲစဉ်ကအနိုင်ကန်ပြီးတော့မှကျွန်တော်တို့ကတော့အိတ်ကနေမှဓာတ်ရိုက်တက်သွားနိုင်မလားဆိုတော့ join comment လေးဒီမှာမှတ်ချက်ရေးသွားပြကြလို့ရပါတယ်ဒါနဲ့ကျွန်တော်ဗီဒီယိုကိုဒီနေ့မှတွေ့တဲ့ညီကိုတို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားသည်ဆိုရင် subscribe လေးလုပ်သွားပြကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်တယ်ပြီးတော့မှကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ AR About Football page လေးကိုလည်း follow and like လေးများလုပ်သွားပြကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ Facebook ဘက်မှာလည်းကျွန်တော်ဒီဘောလုံးနဲ့ပတ်သက်တဲ့သတင်းတွေဘာဆိုနဲ့ပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်နဲ့အမျှတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook page လေးကိုလည်း follow and like လေးများလုပ်သွားပြကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်စီပါတယ်